မင်္ဂလာပါဘောလုံးပိတ်သက်ကြီးတို့အခုဆိုရင်ကျွန်တော်တို့အားလုံးမျှော်လင့်ဆောင်စားနေတဲ့ချန်ပီယံလိဆီမီဖိုင်နယ်ဒုတိယကြော့ပွဲစဉ်တွေရောက်ရှိလာပါပြီပထမကြော့မှာပြသခဲ့တဲ့ခြေစွမ်းတွေရလက်တွေကတကမ္ဘာလုံးကိုတုံ့လောက်စေခဲ့ပါတယ်၅ဂိုး၄ဂိုးဆိုတဲ့စိတ်လှုပ်ရှားစရာဂိုးပြတ်ပွဲစဉ်နဲ့တဂိုးဆိုတဲ့အကျိတ်နဲ့သေပွဲစဉ်ဘယ်အသင်းကမှစိတ်မချရသေးသလိုဘယ်အသင်းကမှလည်းလက်လျှော့မှာမဟုတ်ပါဘူးဒုတိယကြော့မှာတော့ဘသူတွေကမျက်ရည်ကျပြီးအိမ်ပြန်ရမလဲဘသူတွေကတော့ဘိုလူကွက်အတွက်လက်မှတ်တစ်ဆောင်ရသွားမယ်ဆိုတာအသေးစိတ်သုံးသပ်ကြည့်ရအောင်ပထမဦးဆုံးပွဲစဉ်အနေနဲ့ PSG နဲ့ဘိုင်ယန်မြူနစ်တို့ရဲ့ပွဲစဉ်ကိုကြည့်ရအောင်ပထမကြော့ပါရီမြေမှာ PSG က5ဂိုး4ဂိုးနဲ့အနိုင်ရထားပါတယ်ဒါပေမဲ့ဒါဟာအောင်ဝက်ခံမှုလုံလောက်တဲ့ရလဒ်လားလုံးဝမဟုတ်ပါဘူးဘိုင်ယန်မြူနစ်ကသူတို့ရဲ့အိမ်ဝင်အဲလီယန်အရီနာမှာဆိုရင်ဘလောက်အထိရက်ဆက်တယ်လဲဆိုတာတမိုင်းကြောင်းတွေကတက်သေးရှိပါတယ်ပြီးခဲ့တဲ့ပွဲမှာကင်းရဲ့ပယ်နယ်တီကိုအိုလီစီရဲ့ခြေစွမ်းတွေကအထင်ကြီးစရာပါအခုဒုတိယကြော့မှာတော့ဘိုင်ယန်ဟာပထမမိနစ်ကလေးက PSG ကိုဝိုင်းပတ်ပိတ်ဆို့ပြီးတော့ဂိုးရအောင်တိုက်စစ်ဆင်လာမှာသိကြပါတယ်PSG ဘက်ကတော့ဒဏ်ရာပြဿနာတွေမရှိဘူးဆိုရင်ဒမ်ဘီလီနဲ့ကမာရာစကီလီယာတို့ရဲ့တမန်တိုက်စစ်ကဘိုင်ယန်အတွက်အိမ်မဆိုးဖြစ်နေအောင်ပါဒမ်ဘီလီကပထမကြော့မှာ rating 9.2 ထိရရှိခဲ့တာကြောင့်ဘိုင်ယန်ခံစစ်မှုတွေအနေနဲ့ဒီတစ်ခါမှာတော့ဒမ်ဘီလီကိုဘလို့တားဆီးမလဲဆိုတာကပွဲရဲ့အဆုံးဖြတ်ဖြစ်လာမှာပါဘိုင်ယန်အတွက်တည်ငောင်းကတော့အဝေးကိုစီးမြင်မရှိတော့တာကြောင့်တကိုးတဲ့အသာရရုံနဲ့တင်အချိန်ပိုဆက်ကစားခွင့်ရမှာပါဒါကြောင့် PSG ရဲ့ခံစစ်အနေနဲ့မိနစ်90လုံးအာရုံစိုက်မှုမပြတ်ဖို့လိုအပ်ပါတယ်ဒုတိယပွဲစဉ်ကတော့အာဆင်နယ်နဲ့အက်တလက်တီကိုမက်ဒရစ်ပါဝါနာမက်ထရိုပိုလီတာနိုမှာတကိုးနဲ့အသေးကြခဲ့တော့ကပြည်သက်တွေကြားမှာဝေဖန်စရာ VAR ဆုံးဖြတ်ချက်တွေအတော်လေးကိုအရှိန်ဟုန်ပြင်းခဲ့တဲ့ပွဲစဉ်မှာအာဆင်နယ်ကအခုဒုတိယကြော့ကိုအမေရိကန်မှာကစားမှာဖြစ်တဲ့အတွက်ပြည်သက်အင်အားနဲ့ဖိအားပေးနိုင်မှာပါဒါပေမဲ့သတိထားရမှာကဒေဂိုစီမျိုးနီရဲ့အက်တလက်တီကိုပါသူတို့ဟာခန်းစစ်ကိုကြောက်ဆောင်တစ်ခုလိုပိတ်ဆို့ထားပြီးတမန်တိုက်စစ်ကနေဂျူလီယန်အဲဗရက်ကိုတုံးချပြီးတော့ဂိုးသွင်းဖို့ကြိုးစားလာမှာပါအာဆင်နယ်ဘက်ကတော့ဂေါဂရက်နဲ့အိုဒီဂက်တို့ရဲ့ချိတ်ဆက်မှုကရည်ကြီးပါတယ်အက်တလက်တီကိုရဲ့9ယောက်ခန်းစစ်ကိုဘယ်လိုဖောက်ထွက်မလဲအာဆင်နယ်ဟာပွဲစစချင်းမှာနေဂိုးများခဲ့ဦးဆိုရင်အချိန်ကြာလာလေးစီမျိုးနီရဲ့ကြော်ဝင်တွေကိုရောက်သွားလေးဖြစ်ပါလိမ့်မယ်ဒါဟာအာတီတာရဲ့လူငယ်တွေးသစ်တွေအတွက်အကြီးမားဆုံးစိန်ခေါ်မှုပါပဲဆီမီဖိုင်နယ်ဒုတိယကြော့မှာပွဲကိုအပြောင်းလဲလုပ်ပေးနိုင်တဲ့ကီးပလေယာတွေကိုလည်းမမေ့သင့်ပါဘူး PSG ဘက်ကတော့ဒမ်ဘီလီပါသူပုံမှန်ခြေစွမ်းရရင်ဘိုင်ယန်ခန့်စစ်ပျက်စီးမှာပါဘိုင်ယန်ဘက်ကတော့ဟာရီကိန်းပါသူ့ရဲ့အဆုံးသက်သေချာမှုကဘိုင်ယန်ကိုနောက်တစ်ဆင့်ပို့ပေးနိုင်ပါလိမ့်မယ်အာဆင်နယ်အတွက်ကတော့မာတင်အိုဒီဂက်ဖြစ်ပြီးတော့အက်တလက်တီကိုအတွက်ကတော့ပထမကြော့ကအကောင်းဆုံးကစားသမားဂျူလီယန်အဲဗာရက်ပါပဲဒီကစားသမားတွေရဲ့ခြေစွမ်းပေါ်မှာပဲအသင်းရဲ့ကံကြမ္မာကမူတည်နေပါတယ်ကဲခမညက်အပိုင်းကိုရှောင်းလာပါပြီကျွန်တော်ရဲ့အမြင်အရတော့ PSG ကဘိုင်ယန်ရဲ့ဘီယာပေးမှုကိုခံနိုင်ရရှိတောက်ခံပြီးတော့ဘိုလူပွဲတက်သွားပါလိမ့်မယ်အာဆင်နယ်ကတော့အင်ကွင်းမှာခက်ခဲနဲ့အက်တလက်တီကိုကြော်ဖြတ်ပြီးတော့အိမ်မက်ဒီစီဆက်သွားနိုင်ပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဟာ2026ချန်ပီယံလိဘိုလူပွဲမှာ PSG နဲ့အာဆင်နယ်တို့ရဲ့အားပြိုင်မှုကိုမြင်တွေ့ရဖို့လားရမ်းများနေပါတယ်ပိတ်သက်ကြီးကိုဘယ်လိုထင်လဲဘိုင်ယန်ကပဲခမ်းပတ်လုပ်သွားမှာလားအက်တလက်တီကိုကပဲအာဆင်နယ်ကိုအိမ်ကွင်းမှာအဆက်ခွဲသွားမှာလားကိုယ့်ရဲ့ခံမှန်းချက်ကိုကွန်မန့်မှာအားရပါရရေးခဲ့ကြပါဦးဗီဒီယိုလေးကိုသဘောကျရင်like and share လုပ်ဖို့လည်းမမေ့နိုင်အောင်နော်နောက်ထပ်ဝက်ဘီသုံးသက်ချက်တွေမှာပြန်တွေ့ကြပါမယ်